吧，没人的去噻嘛，阿拉不定喏。没理的没。啊，譬如听你说啊，我喏，抓他的，譬如个的啊，稍稍顾虑说，哎呀，别问那面，你说不要抓他那些嘛，哎，然后那不定喏，对吗？ဒီပူရအဖြစ်ဆိုရင်တော့ဟုတ်တယ်လို့ပဲအမတို့ကဖြေရမှာဒါအမရဲ့ clinical experience အရာပေါ့အတွေ့အကြုံအရဆိုရင် QN သမင်ဖြူခန္ဓာကိုယ်မှာဆဆပေါ်ခြင်း6လအောင်သို့မဟုတ်တစ်နှစ်အောက်မှာကုသမှုရတယ်ဆိုရင်အမတို့ကအယောင်ဆဲတွေပြန်ရနှုန်းကလည်းတအားမြင့်တက်သွားတယ်ပေါ့နော်ဥပမာ98 98သို့မဟုတ်99ရာခိုင်နှုန်းလောက်ထိရောအမတို့အယောင်ပြန်ယူပေးနိုင်တယ်တကူလုံးပြန်ပွားခြင်းတဲ့ type မျိုးဆိုလည်းအမတို့ဒါ control pattern အနေနဲ့ထိန်းချုပ်နိုင်မယ်ပေါ့နော်ဒါပေမဲ့types တော့ကွဲတာပေါ့ဥပမာဒီနေ့ကတော့အမ short ပဲဖြေမှာဆိုတော့သမီးမိတဲ့မင်းကုန်းလေးကိုသမီးနားလေလောက်အောင်ပဲအမအချိန်တူတူလေးနဲ့ဖြေပေးမယ်ဥပမာ facial vitiligo လို့ခေါ်တဲ့မျက်နှာမှာပဲဖြစ်တဲ့အဖြူမျိုးစားတွေရှိတယ် facial vitiligo တွေကတော့ blood supply ကောင်းတဲ့နေရာမှာဖြစ်တာဖြစ်တဲ့အတွက်သူကကြိုက်တဲ့အချိန်မှာပြန်ကုလို့ရတယ်ပေါ့နော်အယောင်ဝင်အားတွေကောင်းတာမျိုးရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ acrofacial vitiligo လို့ခေါ်တဲ့လက်ရည်ခြေထောက်ရည်နှာခမ်းတွေရတွဲတဲ့ type တွေမှာတော့စောစောတိလေးအယောင်ကိုမြန်မြန်ပြန်ပြီးတော့ခေါ်တာပိုကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ထိတ်ခြေထိတ်မှာနေတဲ့အယောင်ဆဲကအရင်တည်းကဆဲနေတာနေပါတာဖြစ်တဲ့အတွက်တိုင်နှုံးကအချိန်ကြာမြင့်သွားပြီးအယောင်ဆဲလွင့်နှုံးတွေများသွားပြီးဆိုရင်အမတို့ပြန်ကုတဲ့အချိန်မှာစိတ်မောရပါတယ်။အယောင်ပြန်ရောက်ဖို့လည်းအကြာကြီးစောက်ရတာမျိုးရှိတတ်တယ်ပေါ့။အဲ့တော့သမင်ဖြူကလည်းသူ့ရဲ့types အလိုက်အမျိုးအစားအလိုက်အမားတို့ကဟိုပါပေါ့ကုသချိန်လေးတွေကစောရင်တော့ပိုကောင်းတယ်ပေါ့အဲ့တော့နောက်ဆုံးရေဘူးကချုပ်လိုက်ရင်တော့သမီးသိထားတဲ့ knowledge လေးကမှန်တယ်လို့ပဲအမဖြေရလိမ့်မယ်စောစောသိရင်အမတို့ကုသမှုကိုမြန်မြန်ယူလိုက်တာနဲ့အယောင်ပြန်ရနှုန်းတွေကပိုကောင်းပါတယ်